ဟုတ်ကဲ့ကျွန်တော်ဒီစာအုပ်လေးကိုပြပြပေးချင်ပါတယ်ကျွန်တော်ဒါခင်ဗျားဖြစ်ခဲ့လင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကိုအသေးကွဲနေသူတွေနဲ့စိတ်သက်ကြနေသူတွေဖို့နားမထောင်တဲ့စာအုပ်တော်လို့ကျွန်တော်ကြံပေးပြရစီဘာဖြစ်လို့နားမထောင်ခိုင်းတာလဲဆိုတော့အသေးကွဲနေတဲ့လူတယောက်ဆိုလို့ရှိရင်ပို့ပြီးတော့ခံစားရမှာဆိုလို့ကျွန်တော်ကြိုတင်ပြီးတော့တောင်းပန်ခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အမှားပါလို့ရှိရင်ခွင့်လွှတ်ပေးကြပါရန်တောင်းပန်အပ်ပါသည်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါခင်ဗျာဖြစ်ခဲ့ရင်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီစာအုပ်ကိုစာရေးဆရာဝင်းမြတ်ဟန်ကရေးသားထားတာပဲဖြစ်ပါတယ်ကျွန်တော်ဒါခင်ဗျာဖြစ်ခဲ့ရင်ခိုင်မာတဲ့ချစ်ဆိုတာပါတယ်အချစ်ဆိုတာဒစိမ့်နှစ်ယောက်ကိုတဦးနဲ့တဦးပေါင်းဆက်ပေးတဲ့နှွေးထွေးတဲ့စိတ်ခံစားမှုတစ်ခုပဲမဟုတ်လားဒါပေမဲ့တချို့အချစ်တွေကတစ်ခါသုံးပစ္စည်းတွေလိုခဏတာလိုအပ်ချိန်မှာကြည်ကျင်နဲ့သုံးချပြီးစွန့်ပစ်လိုက်ကြတာတွေ့နေရတယ်တချို့လူတွေအတွက်ကတော့ခံစားရလွယ်ပါတယ်လေတချို့လူတွေအတွက်ကတော့စိတ်တန်ရာတွေရသွားတတ်တယ်တချို့လူတွေကငါအချစ်ငါစိတ်ဆိုပြီးတခြားသူရဲ့ခံစားမှုကိုနားလည်ဖို့မစင်စားပဲသူတို့ဖြစ်ချင်တာပဲမြင်ကြတယ်လေတကယ်တော့အချစ်ဆိုတာအနားမှာရှိတဲ့သူကိုအသုံးချဖို့မှမဟုတ်တာအတူတူတန်ဖိုးထားဖို့အတူတူခံစားနားလည်ဖို့ပဲလေအချစ်ဆိုတာစိတ်တစ်ခုနဲ့တစ်ခုဆက်နွယ်ပြီးမှတယောက်နဲ့တယောက်နှလုံးသားတဲတင်ထားမိကြတာပဲမဟုတ်လားဒါပေမဲ့တချို့ကတယောက်ကိုတယောက်လိုချင်တဲ့အခါချစ်ကြပြီးနောက်ဆုံးကြပြန်တော့လိုအပ်တယ်လို့မလိုအပ်တယ်လို့လေးနဲ့ပြန်လွှတ်ပစ်တတ်ကြတယ်။သုံးပြပြီးရနဲ့မိကုံသွားတဲ့မိချစ်ဆန်တစ်ခုလိုပဲ။အဲ့လိုအချင်းမျိုးဟာလောဘရဲ့စိတ်အားထက်သန်မှုတစ်ခုလိုပဲမဟုတ်လား။ချစ်ချင်းဆိုတာတန်ဖိုးထားခြင်းတာဝန်ယူခြင်းမျှတမှုနဲ့တဦးကိုတဦးနားလည်မှုတွေပါဝင်တဲ့ခံစားမှုဖြစ်တာမို့တကယ်လိုချင်တဲ့ချစ်ချင်းဟာတခဏတာအပြောမဟုတ်ပဲတဦးတယောက်ကိုတန်ဖိုးထားပြီးမျှတစွာချစ်ပေးနိုင်တဲ့ချစ်ချင်းတစ်ခုကိုပါခိုင်မာတဲ့အချစ်ဆိုတာဘာလဲပြောပြမယ်နော်ဒါကတစုံတယောက်ကိုချစ်တယ်လို့ပြောရုံနဲ့တင်ပြီးမသွားပါဘူးဒါကသူနဲ့အတူရှိနေတဲ့အချိန်တိုင်းမှာကိုယ့်ရဲ့စိတ်ထဲကခံစားချက်တွေအာယုံတွေနှလုံးသားတွေကိုသူ့ကိုအတင်းမျှဝင်ဖို့ကြိုးစားနေတာလည်းမဟုတ်ပြဘူးခိုင်မာတဲ့အချစ်ဆိုတာပိုပြီးနှဆိုင်တယ်လေပြီးတော့ပိုပြီးကြီးမားတယ်ခိုင်မာတဲ့အချစ်ဆိုတာသူနဲ့အတူရှိနေတဲ့အချိန်တိုင်းမှာနှစ်ယောက်လုံးရဲ့စိတ်နှလုံးတွေကတခုတည်းဖြစ်နေတာမျိုးပေါ့သူ့ရဲ့အားနည်းချက်တွေအားသာချက်တွေကိုကိုယ်လက်ခံပြီးသူ့ကိုပြောင်းလဲဖို့မကြိုးစားတာပါသူနဲ့စိတ်ချင်းမတူညီတဲ့ချိန်တွေမှာနှစ်ယောက်သားဘလို့ချိန်ညှိပြီးယူကြမလဲဆိုတာစဉ်းစားပေးခြင်းပါပကြီးဆွဲတဲ့စေးအောင်စုံလိုပဲပေါ့တယောက်နဲ့တယောက်ပေါင်းဆက်ပြီးအလားဆုံးပကြီးကားလေးတစ်ခုဖြစ်အောင်အတူတူစေးချေကြည့်ရတာပဲလေတူတူရင်ဆိုင်ရမယ့်အခက်အခဲတွေကိုဘလို့ကြော်လွှမ်းမလဲဆိုတာတွေကိုပါအတူတူတိုင်ပင်ကြတာမျိုးလေစိန်ခေါ်မှုတွေပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေဆိုတာအတူတူဖြတ်သန်းသွားမယ့်ခရီးတစ်ခုပါဒါဟာတဦးနဲ့တဦးရဲ့နှလုံးသားတွေကိုတခုတည်းဖြစ်အောင်ချိတ်ဆက်ပေးနိုင်တဲ့ကျွန်တော်သိတဲ့ချစ်ချင်းမြတ်တာမျိုးပေါ့ယုံကြည်မှုတယောက်ကတယောက်ကိုတကယ်ချစ်တဲ့ဆိုရင်သူ့အတွက်အရေးကြီးတာတွေစိတ်ထဲကထင်တာတွေကိုအမြဲပွင့်ပွင့်လင်းလင်းပြောပြချင်တတ်ကြတယ်လေအမြဲကိုယ့်ထက်သူ့ကိုပို့ပြီးကောင်းစားစေချင်ကြတယ်ကိုဘာပဲဖြစ်နေသူချမ်းမှနေရင်ပြီးရဆိုပြီးစိတ်ကိုထားတတ်ကြတယ်ဒါတွေကကျူးဆိုင်မှုတွေပဲမဟုတ်လားတခါတလေအချစ်တစ်ခုမှလိုအပ်တာတွေကိုပြောပြဖို့မလိုပဲရနေတာဟာနှွေးထွေးတဲ့ကဘာတစ်ခုလိုပါပဲတစုံတစ်ယောက်ကကိုဒီလိုမျိုးကျူးဆိုင်ပေးပြီးအလေးထားပေးတတ်တာကိုအပိုတွေဆိုပြီးတော့အပြစ်မမြင်လိုက်ပါနဲ့တခါတလေကလေးတယောက်ကိုအယုတ်ကလေးဖြစ်စားကြမှုတစ်ခုဖြစ်ပေးလိုက်တဲ့အခါကလေးလေးကမလိုချင်ပဲလွှတ်ပစ်လိုက်တဲ့အခါစိတ်ထဲမှာမကောင်းဖြစ်သွားတတ်ကြတယ်မလားအဲ့ကလေးကိုစိတ်ဆိုးတာလည်းမဟုတ်ကိုစိတ်ဆိုးတာလည်းမဟုတ်အလိုလိုနှလုံးသားတွေကိုစူးစိုက်လိုက်တယ်လို့ခံစားရတယ်မဟုတ်လားဒီလိုပါပဲနှစ်ယောက်သားကြားမှာဂရုစိုက်မှုတွေအလေးထားပေးမှုတွေကိုတန်ဖိုးထားတတ်ဖို့လိုတယ်ကိုကဥပ္ပခါပြုလိုက်တာဟာတစ်ဖက်လူကိုနာကျင်စေတယ်လို့နောက်တစ်ချိန်ပြန်မြတ်နိုင်တော့တဲ့အခွင့်အရေးတွေလည်းဆုံးရှုံးသွားရတတ်တာကြောင့်တန်ဖိုးထားကြပါနော်ပြီးတော့ချစ်သူကြားမှာဂရိတွေထားတတ်ကြတာကလေတခါတလေဂရိတွေကပဲကိုပြန်ပူလောင်ရပြန်ရောနှစ်ယောက်သားကြားမှာဂရိတွေထားကြမယ်တယောက်ကိုတယောက်ဂရိတွေပေးပြီးဖြတ်တန်းကြတဲ့အခါမှာ
ကိုမကြိုက်တာကိုသူမလုပ်ရဘူးသူမကြိုက်တာကိုကိုမလုပ်ရဘူးဘယ်ချိန်မှာဖုန်းခေါ်ရမယ်ဘယ်ချိန်မှာ message ပို့ရမယ်ဘယ်သူနဲ့မှနောက်ွယ်မှာမရှုပ်ရဘူး Messenger password တွေပေးထားရမယ်စတာတွေပေါ့နှစ်ယောက်သားကြားမှာဒီလိုဂရုတွေထားတာဟာတယောက်ကိုတယောက်ပိုင်ဆိုင်စေခြင်းတဲ့ကြောင့်လည်းအများကြီးပါပါတယ်ဒါပေမဲ့တခါတလေလူဆိုရက်ကအမှားနဲ့မကင်းကြကြောင်းဂရုတွေကိုဖောက်မိတတ်ကြတာပဲလေအဲ့အချိန်ဒီဂရုတွေကြောင့်ကိုယ်တိုင်ကသူ့ပေါ်ယုံကြည်ရခက်လာမယ်နောက်တစ်ချိန်ဂရုတွေပေးထားရင်တော့သူဒါမျိုးထက်လို့မလားဆိုတဲ့စိတ်ကရောက်နေတတ်တယ်လေဒါကြောင့်ယုံကြည်မှုမှာဂရုတွေမလိုအပ်ပါဘူးဂရုတွေဆိုတာထားတတ်ကြတာတော့လက်ခံပါတယ်ဒါပေမဲ့လေလူတစ်ယောက်ကိုကိုကတကယ်ယုံကြည်တယ်သူကလည်းကိုယ့်အပေါ်မှာယုံကြည်တယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်မိုင်းတွေဘလောက်ဝေးဝေးဘယ်နှစ်ရက်အဆက်အသွယ်ပြက်ပြက်ဒီဆက်ဆံရေးကတရှိနေအောင်မှာပါဂရုတွေထက်သူ့ရဲ့ဖြစ်တည်မှုကိုနားလည်ပေးတာမျိုးတဖြည်းဖြည်းကိုဖြစ်စေချင်တာကိုပွင့်ပွင့်လင်းလင်းပြောပြပေးတာမျိုးလုပ်တင်တာပါဂရိတွေဟာတစ်ချင်းချင်းမှာတော့ဖောက်မိကြတယ်လေဒါပေမဲ့လည်းဖောက်ပြန်ခြင်းကိုတော့ယုံကြည်မှုတွေနဲ့ချီနှောင်ထားလို့ရမှာမဟုတ်ဘူးဖောက်ပြန်ခြင်းကဘဝလက်တွဲဖို့လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုပါကျွန်တော်ပြောချင်တာကတော့ဘာမဟုတ်တဲ့ဂရိအသေးတွေဖောက်ပြမိတာကြောင့်တန်ဖိုးရှိတဲ့ယုံကြည်မှုလေးတွေကြမကွဲအောင်နှစ်ယောက်သားရဲ့နှားလဲမှုနဲ့ပဲရှေ့ဆက်ကြတာကောင်းပါတယ် Trust is like glass one broken edge will never be the same again နဲ့ယုံကြည်မှုကဖန်ခွက်တစ်ခုလိုပါပဲတစ်ချိန်ကြောက်ကွဲသွားရင်ဘယ်တော့မှပြန်ကောင်းဖြစ်လာတော့မှမဟုတ်တော့ပါဘူးဒါကြောင့်ဒီအသေးမွားဂရိလေးတွေကအစယုံကြည်မှုတွေကိုထိခိုက်နိုင်တယ်လေနော်ဒါကြောင့်ဖြစ်နိုင်ရင်ဂရိတွေနဲ့ရှင်းမဆက်ပဲခံယူချက်လေးတွေနဲ့ပဲရှင်းဆက်ကြတာပဲကောင်းပါတယ်ယုံကြည်မှုဆိုတာအချစ်မှအခက်အကျပါပဲအချစ်တစ်ခုကိုတည်မြဲအောင်တည်ဆောက်ဖို့ကတယောက်နဲ့တယောက်ကဒီယုံကြည်မှုလေးတွေနဲ့ပဲရှင်းဆက်သွားရတာတယောက်ကိုတယောက်ယုံကြည်မှသာစကားမပြောရသေးတာတော့သူဘာဖြစ်နေရဆိုတာလေးတွေကအစကိုကသိနေတာမျိုးအတူရှိမနေတဲ့အချိန်တွေမှာတော့တန်တရားမရှိပဲစိတ်ဖြောင်းဖြောင်းလေးနဲ့နီးရွက်တွေကုံဆုံးသွားတာမျိုးဒါတွေကအချစ်တစ်ခုမှာငြင်းချက်မှု freedom တစ်ခုလိုပဲမဟုတ်လားယုံကြည်မှုဆိုတာတစ်ခါပြိုလဲသွားရင်ပြန်တည်ဆောက်ဖို့ခက်ခဲထက်တာကြောင့်တစ်ဖက်သားရဲ့လွတ်လပ်ခွင့်တွေကိုကိုကမချုပ်မနှောင်ပဲမဖြစ်နိုင်တဲ့ချက်ချတွေကိုအတင်းလို့ယူတာမျိုးတို့သူသဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေကိုသဘောကျရင်ပြီးရောဆိုပြီးအတင်းလို့ယူတာတွေဟာတစ်ဖက်လူရဲ့အတွေ့အထဲမှာစိတ်မသက်မသားရရောက်တယ်လေပြီးတော့သူကငါ့ကိုမြုံတာများတာဆိုပြီးတစ်ဖက်ကအတွေ့တွေဝင်လာတတ်တာကြောင့်ဒီ relationship တစ်ခုလေးဟာစိတ်ညစ်စရာလေးတွေကြုံလာနိုင်ပါတယ်